ဒီနေ့ကတော့အမေနေနဲ့ပေါ့နော်လူတီဟောမှာဆန်ခရင်လေးလိမ့်မြမှာပေါ့နော်မလိမ့်ခင်ဆန်ခရင်ကဒီလိုပေါ့နော်အရင်ဦးစိုးအနေနဲ့အရင်ဦးစိုးနဲ့ဒီမှာ moisturizer လို့ပြောမှာလားမပြောဒါလေးလိမ့်မယ်အရင်ဦးစိုးအနေနဲ့ဒီမှာသူလည်းလိမ့်ပြနေမလို့သူလည်းလို့ဘာလို့လဲတော့သူလည်းဝါဒနာပါတယ်ဟုတ်လားဘာလို့မလဲကြိုက်တယ်နှခမ်းနေရလေးဒီလားဒီတစ်စက်နှခမ်းနေကြိုက်တယ်မြူတော့ဒီတစ်စိတ်ပဲတောင်းတယ်အပြီးတော့ဒါနှခမ်းနေလိမ့်မနော်တာ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 ယေမမမဟိုင်းနနဘယ်လိုလဲနေဒီစမ်းမလို့စီစခွိဟမ်စီစကဖာရစီစမ်းနော်ဒီမှာနှခမ်းနေလဲဒါပဲလိမ့်နေမြင်ရတော့မမဆိုလာမဖန်အဲ့လိုလေးလာစင်တော့ဟိုအမီသုံးတယ်လို့ဒါပြီးတော့အမေကဒီအယောင်ထဲတဲ့ဟာလေးကဒါလေးသုံးတယ်အယောင်ထဲတဲ့ဟာကျတော့ဒီမှာညီမတော့နေရောက်ပဲသုံးတာဆိုတော့အကြီးလည်းမလို့ချင်းညီကဒီလိုပုံမှန်ပဲလိမ့်နေကြအဲ့လိုပွဲတစ်တွေပါလေအဲ့လိုပုံမှန်ပဲလိမ့်နေကြတော့လေအဲ့လိုကြီးလည်းမလို့ကြီးရကလေးကလုံးဝမရဘူးလေသူကအကုန်ဖြစ်စီလိုက်တာကမ်းလို့အမရတော့ပြီးတော့ဒါလေးနည်းနည်းဝဲဒီမှာပေါင်းစနေတယ်လားဒီမှာလေမ hot လေးဖြစ်အောင်လည်း hot sexy လေးဖြစ်အောင်လို့ဒီမှာအရှိမအောင်လည်းနည်းနည်းတော့လိမ့်လိုက်ဒီမှာလာသွားပြီတွေ့လားနှစ်ခုပဲနော်ဒီမှာကြည့်ဒါလေး moisturizer လေးနဲ့ဒါလေးပဲတုံးလိုက်တာကိုမျက်နှာ guys အဘောမောတိန်လောက်ကိုခါစကားရရောဟင်ဒီစကားရရောဗမာစကားရရောအကုန်ရောကုန်ပြီငယ်ကျွန်တော်ဒီမှာကြည့်အခုကတော့မျက်နှာလိမ့်ပြီးသွားပြီဆိုတော့hair ဘယ်လိုလုပ်ရင်ကောင်းမလဲစဉ်းစားနေတယ်ဘာလို့လဲမလားဒီလိုပဲစီးလိုက်မယ်နော်ရိုးရိုးလေး simple အခုကတော့ hair စီးပြမယ် hair ဟာဒီနေ့ shooting ရှိတယ်ပေါ့နော်shooting ကတော့ဘယ်လိုပြောပါအောင်ဆိုင်ကိုအဲ့လိုဆိုင်နဲ့ shooting နဲ့ခေါ်တာတော့ကြတော့make it reality ရိုးရိုးပဲလိမ့်လိုက်တယ်သူကဘယ်လိုပြောမအောင်လုံးဝ hot လေးမဖြစ်အောင်